အားလုံးမင်္ဂလာပါဗျကိုတိုက်ပဲဖြစ်ပါတယ်ဗျကျွန်တော်ဒီနေ့မှာတော့အကျန်းဆုံးတံပြန်ကာတာတစ်ပုတ်မြှောက်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အိမ်နေစီဝါရေးကိုကျမ်းမာရေးလူမှုရေးကိုအဲ့တော့မကောင်းတဲ့ပညာများမြင့်နောက်ဆက်ဖန်ဆာတိုက်ခိုက်နေတယ်ဆိုလို့ရှိရင်ဒီကာတာကိုတော့အသုံးချလိုက်ပါဗျမိတ်ဆွေများစိတ်ညစ်စရာတွေလုံးဝပျောက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဆိုင်ပြိုင်အိမ်ပြိုင်အလုပ်ပြိုင်နေရာပြိုင်စားပြပေါ့နော်ကျွန်တော်မကောင်းတဲ့ပြန်မဝိုင်းကိုတိုက်ခိုက်နေတယ်နောက်ဆက်နေတယ်ဖျက်ဆီးဖို့ကြမ်းနေတယ်ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်ဒီကာတာကိုရွတ်လိုက်တာနဲ့ချက်ချင်းပဲပေါ့နော်အဲ့ဒါမကောင်းတဲ့တက်ခိုက်တွေကပြက်သွားပြီးတော့ကျွန်တော်တို့သူကခဲနဲ့ပေါက်လို့ရှိရင်ခဲတွေသူစီအများကြီးပြန်သွားတယ်လို့ကျွန်တော်တို့ပန်းနဲ့ပေါက်တဲ့လူကသူစီအများကြီးပန်းတွေပြန်ရောက်သွားတယ်လို့အဲ့လိုပဲကျွန်တော်တို့ဒုက္ခပေးတဲ့သူကအဲ့လိုအဲ့ဒုက္ခတွေသူစီပြန်ရောက်သွားတယ်လို့အရန်ကိုပြင်းပြီးအရန်ကိုအစွမ်းထပ်ပါတယ်ဗျဒါကြောင့်မိတ်ဆွေများဒီတံမြန်ကာတာကိုအသုံးပြုလို့ရပါတယ်မိတ်ဆွေများလည်းကြားဦးတာဖြစ်ပါလိမ့်မယ်အဲ့ဒီကာတာကိုကျွန်တော်တို့24ခေါက်ရွတ်လိုက်ပါဗျာအဲ့ဒီဖျားเจ้าဆောင်ရှင်းပါမယ်ရွတ်မယ်အဲ့တော့ကျွန်တော်ဖះမှာလည်းတောက်တော့3ခွက်လေးကပ်ပြီးဒီကားတော့24ခေါက်တထိုင်နဲ့ရွတ်လိုက်အဲ့နေ့တရက်ပဲအများကြီးရွတ်စမ်းမလို့ရက်တွေအများကြီးဆိုမှအဲ့တရက်ပဲအဲ့တရက်အတွင်းမှာရှိသမျှအတိုက်တွေအားလုံးရှင်းသွားတယ်အဲ့နောက်ထပ်အတိုက်တွေထပ်ရှိနေတယ်နောက်ထပ်တစ်ခါနောက်ထပ်တရက်ထပ်ရွတ်လိုက်ဗျာနော်တကယ်ကိုပြင်းပါတယ်ရုပ်ပေါ်ပေါ်မြတ်မယ်ကားတော့အုံဖះဥကမောက်ကလူ24ဦးတရားဥကဘာလီခွေ45အုံတန်ခါဥကတန်ချက်60ကုံအုံဒူတင်တေရတာ73ကိုကျင့်သုံးဆောင်တည်တော်မူသောရှင်မာကတ္တဗာပရိက္ခ8ပါးနှင့်တကွကြော့ချီတော်မူလာသည်သုံးပင်ကြံသုံးတို့ပြန်နတ်ပင်ကြံနတ်တို့ပြန်တစင်ကြံကံပေါက်လေတောင်သူကကြံထုံကွဲလေနွားလဲသည်ပြန်ပြောင်းနှင့်တက်နင်းကိုတက်သည်နင့်တက်နင့်တို့ပြန်စရာပြန်လန်းစရာလန်းဒါလေးကိုအားနဲ့မှနဲ့ပြည့်ထန်းနဲ့မှနဲ့ယူမယ်နော်အုံဘုရားကမောက်ကလူ24ဦးတရားကဘာလီခွေ45တန်ခါဟုကတန်ကြဝ60ကုံအုံဒူတင်တေရတ73ကိုကျင့်သုံးဆောက်တည်တော်မူသောရှင်မာကတ္တဗာဂရိပရိကရာ8ပါးနှင့်တကွကြွချီတော်မူလာသည်သုံးပင်ကြံသုံးတို့ပြန်နတ်ပင်ကြံနတ်တို့ပြန်တစင်ကြံကံပေါက်လေတောင်သူကကြံထုံခွဲလေနွားလဲသည်ပြန်ပြောင်းနှင့်တက်နင်းကိုတက်သည်နင်းတက်နင်းတို့ပြန်စရာပြန်လန်းစရာလန်းကျွန်တော်နောက်တစ်ခေါက်ပူဇော်ပေးပါဦးမယ်ဗျအုံဖျောက်ကမောက်ကလူ24ဦးတရားကဘာလီခွေ45ဦးအုံတန်ကောက်ကတန်ချဲဝ60ခွန်းအုံဒူတင်တေရ73ကိုကျင့်သုံးဆောက်တည်တော်မူသောရှင်မာကတ္တဗာပရိက္ခ8ပါးနှင့်တကွကြွချီတော်မူလာသည်သုံးပင်ကြံသုံးတို့ပြန်နတ်ပင်ကြံနတ်တို့ပြန်တစင်ကြံကံပေါက်လေတောင်သူကကြံထုံခွဲလေနွားလဲသည်ပြန်ပြောင်းနှင့်အတက်နင်းကိုတက်သည်နင်းတက်နင်းတို့ပြန်စရာပြန်လန်းစရာလန်းဆိုပြီးတော့ကဲဒါလေးကိုအားနဲ့မှန်နဲ့28ခေါက်တာရွတ်လိုက်ပါဗျာကြော်သွားလဲကိစ္စမရှိဘူးအဲ့တော့ကျွန်တော်တို့မှာရှိတယ်မကောင်းတဲ့တိုက်ခိုက်တွေမကောင်းတဲ့ပညာတွေမကောင်းတဲ့နောက်ဆက်တွေအားလုံးအဲ့ဒီနေ့အတွင်းမှာပဲချက်ချင်းကိုပဲပြန်လန်သွားစေပါတယ်ဗျအဲ့တော့ကျွန်တော်တို့ပြစ်ထားတဲ့ကျွန်တော်တို့မကောင်းမှုတွေအရာတွေလှုပ်ထားတဲ့အရာတွေအားလုံးကသူတို့စီပြန်သွားသလိုကျွန်တော်တို့စိတ်ကောင်းနှလုံးကောင်းတဲ့ကုညီပြီးခဲ့တဲ့လူတွေကလည်းသူတို့ရဲ့ကောင်းကျိုးတွေပြန်ခံစားတာကိုတွေ့ရပါတယ်အရန်ကိုအထိပ္ပယ်ရှိတယ်အရန်ကိုလင်းနေတဲ့ကာထာတော်ပဲဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေများလည်းဒီကာထာတော်ကိုကဲရုပ်ပတ်ပွားများလို့ရပါတယ်ဗျာနော်ခင်ဗျကျွန်တော်မိတ်ဆွေအားလုံးလည်းတိုက်ခတ်တော့ရှင်းနေရှင်းကြပါစေကိုစိတ်နှလုံးအိမ်မကြပါစေမိတ်ဆွေများလည်းရုပ်ပတ်ပွားများလို့တော့ကာထာမန္တများရှိတဲ့ခုလိုပဲကျွန်တော်ပြန်လည်မြောက်ပေးပါတယ်ဗျာခွန်မန်လေးမှာရေးခဲ့မေးခဲ့တောင်းခဲ့ပေးပါဦးခုလိုမြောက်ပေးပါတယ်ဗျအဲ့တော့မိတ်ဆွေများဆင်မြလည်းမေးခဲ့ပါဆင်မီလို့ကြတဲ့တိုင်နဲ့ live ခွင့်နဲ့မိအပိကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ